ဘာပေါ်မှာအသေးကွဲဆုံးတတော်ကဘယ်သူလဲဆိုတာတင်တိပါတလားအခုမြင်နေရတဲ့အာရေပြကူလာအိုအထီးကြီးဟာတစ်သက်လုံးအထီးကျန်နေခဲ့ပြီးနောက်ဆုံးမှာတော့သူ့ရဲ့အိမ်ထောင်ဖက်ကိုရှာဖွေဖို့တောကနာယာထဲမှာခီးထွက်လာခဲ့ပါတယ်ဒီကနာယာထဲမှာသူတို့လိုကူလာအိုတွေတင်းချီရှိနေပေမဲ့သူ့အတွက်တော့တကယ်ကိုအထီးကျန်လွန်းနေတာပါဒီလိုအစားအစာနဲ့ရေလွန်ရှားပါတဲ့မရဲလိုကနာယာထဲမှာသူဘလို့သက်ရှင်နေလဲဆိုတာတကယ်ကိုအံ့စရာပါကူလာအုပ်တွေရဲ့ကြောပေါ်ကအပိုစာကအယုံမဟုတ်ပါဘူးအစီတွေဆူထားတဲ့အစားအစာတူလောင်ကန်ကြီးပါဒီစွမ်းအင်အိုးကြီးရှိနေတဲ့၍သူတို့ဟာအပင်စင်းလေးတွေစားပြီးရေလုံးဝမတောက်ပဲရပ်ပေါင်း230ထိတောင့်ခံနိုင်ကြပါတယ်ကမ္ဘာအကျဉ်းတန်းဆုံးနေရာကိုအလွယ်လေးသိမ့်ပိုက်ထားနိုင်တာပေါ့ခံကောင်းချင်တော့အရှိနားမှာတင်ကူလာအိုမအုပ်စုကြီးကိုသူလက်မြင်လိုက်ရပါတယ်ဒါဟာသူစောင့်မျှော်နေတဲ့အခွင့်အရေးပဲပေါ့ကူလာအိုတီကြီးဟာသူ့ရဲ့တမန်မှုကိုပြသဖို့အတွက်သူတို့ရဲ့ထူးခြားတဲ့ပိုးပန်းတွေကိုဆက်တင်လိုက်ပါတော့တယ်သူဟာသူ့ရဲ့ရှာကြီးကိုအပြင်ထုတ်လေမှုတ်သွင်းပြီးတုံခါကထူးဆန်းတဲ့အတန်ကြီးတွေနဲ့အမတွေကိုစွမ်းဆောင်ပြနေပါတယ်နောက်ဆုံးတော့ကူလာအိုမတကောင်ကသူ့ကိုစိတ်ဝင်စားသွားပုံရပါတယ်ကူလာအိုမကသဘောတူတဲ့အနေနဲ့အမီးကိုမြောက်ပြလိုက်တဲ့အခါအထီးကြီးဟာစိတ်လှုပ်ရှားစွာနဲ့အမရဲ့နောက်ပိုင်းကိုနမ်းဖို့အနားထိုးသွားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအမစီကထွက်လာတဲ့ပြင်းထန်လွန်းတဲ့အနံ့ဆိုးကြီးကကူလာအိုထီးကြီးကိုအုံခနဲ့လဲမတက်မူးနောက်သွားစေခဲ့ပါတယ်အထီးကြီးရဲ့ရုပ်ပြက်ဆင်းပြက်အမူအရာကြောင့်အမကစိတ်ပြက်ပြီးညင်းပယ်ကထွက်ပြေးသွားပါတော့တယ်တနာစရာကူလာအိုထီးကြီးဟာအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာတော့အနံ့ဆိုးကြီးကြောင့်အသေးကွဲပြီးကြံရစ်ခဲ့ရရှာပါတယ်အခုလိုတော့တိုင်းတတဝါလေးတွေအကြောင်းဆက်ကြည့်ဖို့အကောက်လေးကို follow ခဲ့ကြပါအောင်ခင်ဗျ